ဖောင်းကြောင်းတာပြီးတော့အပျော်စော့နေတယ်ဒါတော့ကျွန်တော်တို့မိသားစုတို့တွေ့ပေါ့နော်တကြံနေ့စံတရက်နေ့မှာဒါရောက်ပြီးတော့ပျော်ရွှင်စွာဖြတ်တန်းပါတယ်နော်ဟိုကတော့ကျွန်တော်ရဲ့ခေတ်ဆောင်မမကြီးမတူစာတက်မှာကျွန်တော်ညီမလေးတွေကျွန်တော်ရဲ့မိန်းမလေးတွေထားရအောင်ဟိုဖြစ်ဝိတ်ကြအောင်လေနေနေလောက်တိုင်းနိုင်နေပါ